ဒီဇင်ဘာ3ရက်ဒီနေ့တနေ့ဒီတဲ့ကကဘာသမိုင်းကိုဘလို့တွေတောင်ပြောင်းလဲစေခဲ့လဲကြည့်ကြရအောင် ကဲနေ့တရက်ထီကသမိုင်းကိုဘလို့ပုံဖော်နိုင်ပါလဲဒီနေ့မှာပဲဖြစ်ခဲ့တဲ့အဓိကအဖြစ်အပျက်တွေကိုကြည့်လိုက်အောင် ကဲပထမဆုံး1922ခုနှစ်ကိုတွားကြည့်အောင်ဒီဇင်ဘာ30မှာကမ္ဘာအင်အားကြီးနိုင်ငံတဲ့တစ်ခုပေါ်ထွက်လာခဲ့တယ်အဲ့ဒါကတော့ဆိုဗီယက်ပြည်ထောင်စု USS ပါပဲကမ္ဘာပထမဆုံးကွန်မြူနစ်နိုင်ငံကြီးကိုတည်ထောင်ခဲ့တာပေါ့ ဆိုတော့ USSR ရဲ့တည်ထောင်မှုက90လောက်ကမ္ဘာနိုင်ငံရေးကိုပုံဖော်ခဲ့တယ်20ရာစုရဲ့တမိုင်းကိုသူကပဲအဓိကပုံဖော်ခဲ့တာပါ နောက်ဆက်စုနဲ့အကြမှာလာဒီနေ့မှာပဲ USSR ရဲ့တောစာလက်မှုကတွန်းနေမိအထင်ဘက်ထိရောက်ခဲပြန်တယ် ဆိုဗီယက်ကြောထောက်နောက်ခံပြီးအစိုးရတဲ့ဖိအားကြောင့်ရိုမေးနီးယားဘီရင် Michael the First နန်းဆောင်ခဲ့ရတယ်ဒါဟာခိတခိရဲ့အဆုံးသတ်ပဲ ဒါပေမဲ့တမိုင်းဆိုတာနိုင်ငံတွေချဲပဲပုံခေါ်တာမဟုတ်နော်ထင်ရှားရဲ့လူပုဂ္ဂိုလ်တွေကလည်းအရေးကြီးတဲ့အခမ်းအနားကကာကွယ်ပုံမှာပါဝင်တယ် 1865ခုနှစ်ဒီဇင်ဘာ30အိန္ဒိယနိုင်ငံမွန်ဘိုင်းမှာစာပေလောရဲ့ခြေတွင်းကိုမွေးဖွားခဲ့တယ် သူကတော့နောင်တက်ချိန်နိုဘယ်ဆုရှင်ဖြစ်လာမယ်ရကျွရကပလင်ပါမယ် သူရဲ့ The Jungle Book ကိုတော့ကဘာကထိကြတယ်ဒေတာသွင်းမှာတော့မန္တလေးကဗျာနဲ့လူတီများခဲ့တာပေါ့ အဲ့ဒီလိုပဲ1896ခုနှစ်မှာတော့စာရေးဆရာတူရဲ့ဝိုင်းနဲ့ဝဲအဆုံးသတ်ကတော်လန်ကြီးတစ်ခုကိုမွေးဖွားပေးခဲ့ပြန်တယ် ဖိလစ်ပိုင်မျိုးသားသူရကောင်ဒေါက်တာဟိုဆေးဗီဇောကိုစပင်ကိုလိုနီဆိုယာကမနီလာမှာခွင့်မြတ်ခဲ့ပါ သူကငင်းညမ်းရေးကိုပဲလိုလာခဲ့ပြီမဲ့သူ့ရဲ့တေဆုံးမှုကတနိုင်ငံလုံးရဲ့လွတ်လပ်ရေးတိုက်ပွဲကိုမီးထိုးပေးလိုက်တယ်လို့ပါပဲ ယူရှားဘက်ကိုပြန်သွားကြအောင်1987ဒီဇင်ဘာ30မှာလဲဩဇာကြီးတဲ့ပုဂ္ဂိုလ်တူအဆုံးစီရင်ခံခဲ့ရတယ်အဲ့ဒါကတော့ယူရှားတော်ဝင်မိသားစုအပေါ်တောစာကြီးမရဲ့ဂမ်ဘီယာဆရာရက်စပူတင်ပါပဲ သူ့ရဲ့တေဆုံးမှုကတန်တိုင်းဆန်လောက်အောင်ကိုဖြစ်ခဲ့ပြီရုရှားတော်လိုက်အမတိုင်ခင်နိုင်ငံရေးမတင်ငင်ဖူးတွေကိုမီးမောင်းထိုးပြနေတယ်လို့ပါပဲ တခါလီမှာတော့ဒမိုင်းရဲ့အကြီးမားဆုံးသင်ခန်းစာတွေကဝါနဲ့ခြေခွဲဆရာတွေကနေလာတတ်တယ် ဖွန်ဖျားပုံခွနဲ့ဒီနေ့မှာပဲအမေရိကရဲ့အဆောင်မီလောင်မှုသမိုင်းမှာအစိုးရဆုံးတစ်ခုဖြစ်ခဲ့ပြီးလူ600ကျော်တည်ဆုံးခဲ့ ရှီကာဂိုကအီရိုဂွာဖက်ဆက်ယုံမှာဖက်ဆက်ကနေတော်မီလောင်မှုဖြစ်ခဲ့ပြီးဘေးကင်းကြီးအားနည်းချက်တွေကြောင့်ခြေကွဲစရာဖြစ်ခဲ့ရတာပါ အရေးကြီးလာကဒီဖြစ်ရက်စိုးကြီးကြောင့်ပဲအခုခေတ်ရဲ့အရေးပေါ်ထုတ်ပေါက်လို့မီးဘေးလုံခြုံရေးစီမံခြင်းတွေကမ္ဘာတော်မှာပေါ်ပေါက်လာခဲ့တာပါ ကဲနောက်ဆုံးအနေနဲ့ဒီဇင်ဘာ30မှာပဲဖြစ်ခဲ့တဲ့ရှော့ဖ်တွေ့ရှိမှုတစ်ခုကအရာအလုံးအပေါ်ထားတဲ့အမြင်ကိုပြောင်းလဲစေခဲ့တယ် 1924ခုနှစ်ဒီနေ့မှာပဲ Edwin Hepper ကကျွန်တော်တို့ရဲ့ငကားငွေတန်းဟာတခုတည်းမဟုတ်ဘူးဆိုတာကြေညာခဲ့တယ် ဒီရှာဖွေတွေ့ရှိမှုတစ်ခုတည်းနဲ့တန်စက်ချဝလာကြီးကွာထားတဲ့လူသားတွေရဲ့နားလည်မှုကိုလုံးဝပြောင်းပြန်မှာပြလိုက်တာပါပဲ ဆိုတော့ဒီနေ့တနေ့လေးကပဲတမိုင်းကိုကြည်ကြည်တွေဖြစ်ပျက်တီကပုံဖော်သလားဒါမှမဟုတ်လူပုဂ္ဂိုလ်တက်ဦးချင်းစီကပုံဖော်သလားဆိုတာကိုပြနေတယ်